ဒီဗီဒီယိုဟာ2026ခုနှစ်ဧပြီလ10ရက်နေ့က Central War Songkran Festival မှာပြုလုပ်ခဲ့တဲ့ Friend Becky ရဲ့ပရိသတ်တွေ့ဆုံပွဲ Fan Gathering အကြောင်းဖြစ်ပါတယ်။ထိုင်းနှစ်တဲ့ကူတင်းကြံပွဲတော့ Songkran ထိမ်းမှတ်ထိပြုလုပ်တာဖြစ်လို့ Friend နဲ့ Becky တို့ကပရိသတ်တွေကိုရေးသနတ်တွေနဲ့ပျော်ပျော်ပါပကစားခဲ့ကြပါတယ်။ Becky ဟာပရိသတ်တွေစီကိုပူဖောင်းမှုန့်တန်လေးတွေနဲ့ပူဖောင်းလေးတွေမှုန့်ပေးပြီးချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အပြန်အလှန်ဆက်သွယ်ခဲ့ပါတယ်။ပရိသတ်တွေစီကပေးတဲ့လက်ဆောင်တွေကိုလက်ခံယူတာပရိသတ်တွေရဲ့ဖုန်းတွေနဲ့အတူတူ selfie ရိုက်ပေးတာနဲ့အမတ်တရလက်မှတ်အေးထိုးပေးတာတွေကိုပြုလုပ်ခဲ့ကြပါတယ်။ Friend နဲ့ Becky တို့ဟာစီမော်မှာတယောက်နဲ့တယောက်စနောက်တာစကားပြောတာတွေနဲ့သူတို့ရဲ့ယဉ်နီးနဲ့ chemistry ကိုပြသခဲ့ကြပါတယ်။လာရောက်အားပေးကြတဲ့ပရိသတ်အင်အားအမြောက်အများကိုသူတို့နှစ်ဦးလုံးကမိုက်ခရိုဖုန်းနဲ့စကားပြောရင်းလှိုက်လဲကြီးစုတင်ကြောင်းပြောကြားခဲ့ပါတယ်။ Central War ရှိမှာလူစုလူဝေးအင်အားအများအပြားနဲ့ကျင်းပတာထွတ်ဒီပရိသတ်တွေကလည်းဆိုင်းဘုတ်တွေမိချောင်းတွေနဲ့ခန်းခန်းနာနာအားပေးခဲ့ကြတာကိုတွေ့ရပါတယ်။အချုပ်အားဖြင့်ဆိုရရင်ဒါဟာတင်းကြံပွဲတော်အတွင်းမှာ Friend နဲ့ Becky တို့ပရိသတ်တွေနဲ့အတူပျော်ပျော်ပါပါဆင်နွှဲခဲ့လေအမတ်တရပွဲလေးပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။